လျှို့ဝှက်ချက်တခုပြောပြမယ်အမားတို့ယုံကစီဝီတင်တယ်တင်တိုင်း SCV ကရှည်နေတယ်သူကတော့ဘာသာပြန်လျှောက်တာပဲဒါပေမဲ့ဘာသာပြန်ဆိုပေမဲ့ तू ကထားပါစို့ဘာသာပြန်မဟုတ်တဲ့အလုပ်တွေ3မျက်နှာလောက်ရေးထားပြီဆိုအမားတို့ကအဲ့လောက်ကြီးဒီမဖတ်နိုင်တော့ဘူးကွာအမားတို့လိုချင်တဲ့ point လည်းမပါအောင်အဲ့တော့အမားတို့ဒီ CV ဘလောက်ပို့အမားတို့ entry form တွေက data ကိုပဲအမားတို့ကသိချာကြည့်ရကွာပြီးတော့ရင်အဲ့ဒီမှာပေါင်ကိုတကယ်လို့ तू ကဒါဘာသာပြန်လုပ်ခဲ့ရတကယ်မှန်တယ်တစ်နှစ်ရှိပြီ2နှစ်ရှိပြီအနည်းဆုံးတစ်နှစ်လောက်ဆိုရင်ဒီလောကအကြောင်းနည်းနည်းသိနေပြီပေါ့နော်အဲ့ဒါဆိုရင် तू ဒီ file ကိုဘလို့ဖြည့်မလဲဖြည့်တတ်တဲ့ပုံကိုမူတည်ပြီးတော့အမားတို့ကနောက်ထပ်အကဲဖြတ်တယ်ကွာတချို့ကြတော့မဖြည့်တတ်ဘူးသူ့ကို workout နေမေးတယ်တနေ့ကိုဘယ်နှလုံးစာလုံးရင်ဘယ်နှလုံးပြီးနိုင်လဲဆိုပြီးအမားတို့မေးတယ်ကွာအဲ့လိုဟာမျိုးမှာမဖြစ်နိုင်တဲ့ workout နေကွာလူတစ်ယောက်ကတနေ့ကိုစာလုံးရင်8000လို့ပါတော့1000တော့အဲ့ဒါဘယ်လို့မှမဖြစ်နိုင်ဘူးအဲ့လိုမျိုးပြီးပြီး okay သူက auto fill ဖြစ်သွားပြီကွာသိလားအဲ့ဒီမှာနေအမားတို့ကစမ်းသပ်ထားတာလေးနည်းနည်းရှိရပေါ့နော်အဲ့ဒီ file ဖြည့်လို့ pass ဖြစ်တယ်ဆိုတော့မှအမားတို့ကနောက်တစ်ဆင့်စဉ်းစားကြတာအဲ့အမားတို့မှမဟုတ်ကုမ္ပဏီတော်တော်များများအတိုင်းပဲပေါ့ freelance translator တယောက်အနေနဲ့ပေါ့လေဟိုဘယ်လိုပြောမလဲကိုမှအဲ့ဘာသာပြန်နေပဲတွေ့တယ်မဟုတ်ဘူးပေါ့လေကိုယ့်ရဲ့ရည်ရွယ်ချက်ပေါ့ကိုယ့်ရဲ့ရည်ရွယ်ချက်ကအမျိုးမျိုးရှိနိုင်မယ်လူတိုင်းမှာရည်ရွယ်ချက်မျိုးရှိနိုင်မယ်ဒါပေမဲ့ freelance တယောက်အဲ့ translator တယောက်အနေနဲ့ဆိုရင်ရည်ရှိရက်တည်ဖို့အတွက်ဘယ်လိုရည်ရွယ်ချက်မျိုးကအဆင်ပြေဆုံးဖြစ်မယ်ထင်လဲကျွန်တော်ပြောချင်တာကကိုက freelance translator တယောက်လုပ်နေတယ်ဒါပေမဲ့ကိုယ့်ရဲ့နောက်ဆုံးအဓိကနောက်ဆုံးပန်းနိုင်ကဘယ်ကိုရောက်ချင်တာလဲအဲ့လိုမျိုးတစ်ခုခုရှိတာမျိုးရှိပါသိချင်တာအဲ့နေရာမှာကြာရင်လူတယောက်ချင်းစီတော့ကွာမယ်ပေါ့နော်လူတယောက်ချင်းစီကွာမယ်ဆိုရင်နည်းနည်း general ဖြစ်တဲ့ဟိုမေးခွန်းကိုနည်းနည်းလေးတစ်ချက်လောက်တော့ပြန်သွားခြင်းတယ်ဘာလို့လဲဆိုရင်အဲ့ဒါလည်းနည်းနည်းတော့ရှိပါမယ်ဒီကျွန်တော်တို့ကဘာသာပြန်လုပ်တယ်ပေါ့နော်ဘာသာပြန်လုပ်တယ်ဆိုရင်တော်တော်များများကဒီ document translator ဒီဘက်ကနေဒီဘက်ကိုပို့ပြီးဆိုရင်သူတို့စီမှာဒီ line မှာဖြစ်တယ်ပေါ့နော်ငါတို့ကအရင်တုန်းကဒီအရေးပါတဲ့ဒီရဲ့ဟို UI UX ပေါ့နော်အနည်းဆုံး UI UX ဒီကျွန်တော်တို့လုပ်တဲ့ international project တွေပါတယ်ဆိုရင်ဒါတွေကတိတ်ပြီးအရေးမပါဘူးလို့ခံစားရတယ်ပေါ့နော်ဘာလို့လဲဆိုတော်တော်များများ NGO project တွေလုပ်ပြီးဆိုရင်ဒီ social impact တွေအကြောင်းရေးရရင်ငါဒါတော့ထောက်ကူဖြစ်စေမယ်ဆိုတဲ့ခံစားချက်မျိုးနည်းနည်းရကြတယ်ပေါ့အဲ့တော့ UI UX တွေမေးပြီးရေးပြီးဆိုတော်တော်များများဒီအလုပ်စလုပ်တဲ့သူတော်တော်များများဆိုလည်းကျွန်တော်အရင်တော့ဆို question ထုတ်ကြရတယ်ငါတို့ကဒါတွေဘာလို့လုပ်နေရလဲပေါ့ဥပမာတစ်ခါလေးဆို AI ကို train ပေးရတဲ့ module လိုမျိုးတွေ train translate လုပ်ပေးရတယ်ဒါကကျွန်တော် personal အမြင်ပေါ့နော် personal အမြင်ကကျွန်တော်ဆိုရင်ဒီဟာတွေနဲ့ပတ်သက်အကြောင်းမို့အလုပ်လုပ်ပဲဆိုရင် access to language ကိုဒီ access to language ကိုဒီ support လုပ်ချင်လို့ပေါ့နော်ဒီဒီနောက်ဆုံးကျွန်တော်ရဲ့ဒီ end ခုနပြောတယ်နော်အဲ့ဒီ end ကိုအနေနဲ့ဆိုလည်းပြောလို့ရပါ access to language ကဘာကြောင့်မို့အရေးပါလဲဆိုရင်ခုနပြောတယ်ကျွန်တော်တို့ကအကြောင်းအရာတစ်ခုခုကိုရှာမယ်ဆိုရင်တော့ကျွန်တော်တို့ကဘာနေနေအနည်းဆုံးအင်္ဂလိပ်နဲ့ခံရှာမှာမြန်မာနဲ့ပတ်သက်တဲ့အကြောင်းအရာကိုပဲဖြစ်စေအောင်တော့ကျွန်တော်တို့က search engine တွေကမြန်မာ language က all နဲ့ဆိုင်အရင်ကြီးကိုနောက်ကျနေတယ်ကျွန်တော်တို့ကဘာရှာမြန်မာနဲ့ရှာမယ်ဆိုရင်ပြန်ပြတဲ့ result တွေက limit ဖြစ်တယ် limit ဖြစ်ပြီဆိုရင်ဒီနောက်ပိုင်းပို့ဆိုတဲ့ဥစ္စာကျွန်တော်တို့ဆိုရင်ဒီ search engine ဆိုရင် Facebook က search engine မြန်မာရဲ့ search engine မျိုးဖြစ်နေတာပေါ့နော်အဲ access to language ကမြန်မာလူအသုံးများဆုံးက Facebook လိုမျိုး engine မို့ဒီ social media ပေါ်မှာဖြစ်နေတဲ့အတွက်အကုန်လုံးက refer အဲ့ကိုပြန်သွားနေတယ်အဲ့ဒါတွေကိုတဖြည်းဖြည်းချင်း search engine ကနောက်ပိုင်း intelligent ဖြစ်လာဖို့ဆိုရင်ကျွန်တော်တို့ဘာသာပြန် input တွေအများကြီးရှိဖို့လိုတယ်လို့ကျွန်တော်တို့မြင်အဲ့တော့ကျတော့ဘာကြောင့်မို့ဘာသာပြန်ရလဲနောက်ပိုင်းဟိုဘယ်ထိကျွန်တော်တို့အဲ့လိုမျိုးဒီလုပ်ငန်းကြီးကတည်မြဲနေမယ်ဆိုတာတော့ပြောရခက်တယ်ပေါ့နော်အဲ့တော့နောက်ပိုင်း artificial intelligence တွေကကျွန်တော်တို့ထပ်သာသွားလို့ကျွန်တော်တို့နေရာကိုအစားထိုးသွားမျိုးလည်းဖြစ်လိမ့်မယ်ဒါပေမဲ့human intervention ကတော့ဒီလူကိုယ်တိုင်ပါဝင်ရမယ့်နေရာတွေတော့ရှိအောင်မယ်လို့ကျွန်တော်တို့ထင်တယ်တော့ဒီ translator တယောက်ရဲ့ဒီ end ကိုကဘာဖြစ်တင်လဲဆိုရင်ငါတို့ကဒီ access to language မှာဒီ data အားနဲ့ပါဝင်နေတယ်ပေါ့ essence ကိုလည်းထည့်စေချင်တယ်နောက်တစ်ခုကတော့ခဏပြောတယ်လူတယောက်ချင်းစီရဲ့ဘာဖြစ်ချင်လဲပေါ့ကိုဘာဖြစ်ချင်လဲဆိုတဲ့ဥစ္စာမျိုးဆိုရင်local industry ရဆိုအရင် limited ဖြစ်တယ်ဘာလဲဆိုရင်ကျွန်တော်တို့ရဲ့အမြင့်ဆုံး position ကဘာလဲဆို consultant ကြီးကဘာလုပ်တယ်လဲဆိုရင်ဘာလဲ translate လုပ်တာပဲဆိုတဲ့ concept မျိုးပေါ့သူတို့ရဲ့position အရသာ consultant ဖြစ်သွားတယ်ဘာလုပ်နေလဲဆိုရင်သူလည်းဘာသာပြန်ရတယ်ဘာတွေလုပ်လဲဆို input တွေကငါတော့နောက်ဆုံးလုပ်လိုက်မယ်ဒီ
ဒီ local ရဲ့ဥစ္စာမှာဆို consultant position လို့ဒီဟောပေါ့နော်အမြင့်ဆုံးဆင့်က national consultant ပေါ့နော်အဲ့လိုမျိုး position မှာနေရတိုက်မယ်လောက်လောက်ပဲရှိဟို career အနေနဲ့ progressing ကြတော့ကျွန်တော်တို့ကဒီ communication အပိုင်းနဲ့လည်းဆက်နေရပြီ communication officer တို့ဒီ communication consultant တို့ဖြစ်မယ်ဒါမှမဟုတ်ရင်ဒီ translation vendor translation consultant အဖြစ်အလုပ်လုပ်ကြမယ်ပေါ့ဒါပေမဲ့ international ကိုသွားမယ်ဆိုရင်ကျွန်တော်တို့မသိသေးတဲ့လမ်းကြောင်းတွေအများကြီးရှိသေးတယ်ခုနဒီ localization engineer တို့ဒီ language ဒီကိုမှာသူဒီ language ကိုပေါ့နော် language specialist လို့တာအဲ့လိုမျိုးကိုဘယ်လမ်းကြောင်းကိုရှောက်ချင်လဲပေါ့နော်ဒီပြီးကြရင်ကိုအတွက်ဒီဘယ်လမ်းကြောင်းကပို့ပြီးရေရှည်သွားလို့ရမယ်ဆိုတဲ့အပေါ်မှာဆုံးဖြတ်ချက်ချရမယ်ဖြစ်တဲ့အတွက်နည်းနည်းတယောက်ချင်းစီတော့ပို့ပြီးကွာသွားမယ်လို့ထင်တယ်ကျွန်တော်လက်တလောအရာဆိုရင်တော့ဘာဖြစ်ချင်လဲဆိုရင်ခဏပြောတဲ့ဒီ access to language ကိုအတိုင်းအတာတစ်ခုထိဟို contribute လုပ်နိုင်တဲ့translator တယောက်ဖြစ်ချင်တယ်ပြီးကြရင်ဘာသာစကား standard တစ်ခုဟိုဘယ်လိုပြောရမလဲဆိုရင်အနည်းဆုံးတော့ကိုနဲ့ဆက်တဲ့ပတ်ဝန်းကျင်မှာဒီဟိုအကျိုးဖြစ်တဲ့ဥစ္စာလေးတွေပေါ့နော်ဘာပဲနေနေဒီဘာသာစကားဆိုတာအခက်အခဲမဖြစ်ရဘူးဆိုတဲ့ဥစ္စာမျိုးတစ်ထောင်တက်နေအားနေဒီကူညီပေးနေတဲ့ translator ဖြစ်ချင်လောက်ပြောအမအနေနဲ့ပြောရမယ်ဆိုရင်ကြတော့အဲ့ဒီမှာပေါ့နော်ခုနကကိုအောင်တီကပြောသွားတယ်လို့ပဲဒါပေမဲ့ကိုအောင်တီကကြတော့ local ထဲမှာသူကဒီအလုံးလုံးနေခဲ့တာကြာပြီဆိုတော့သူက local ဘိုင်းကိုပို့တည်တယ်ပေါ့နော် local industry ကိုပို့တည်တယ်အမကြတော့ local မှာက2နှစ်ပဲလုပ်ခဲ့တာဆိုတော့အမက local ထက်ဆိုင်အမက international ဘိုင်းကိုပို့တည်တယ်ပေါ့ဒီ career development အနေနဲ့ကြည့်မယ်ဆိုရင်အမပုံမှန်ပြောနေကြအတိုင်းပဲဘာသာပြန်နဲ့စပြီးတော့ဘာသာပြန်လုပ်နေပဲဆုံးတယ်သူစပြီးလောက်လိုက်တာလည်းပဲဘာသာပြန်မယ်သူနောက်ဆုံး retire လုပ်တဲ့အထိလည်းသူ့ရဲ့ position ကဘာသာပြန်မယ်ဒါအများအားဖြင့်ပေါ့နော်အဲ့တော့အမားတို့ကဒီဘယ်လိုပြောပြရမလဲဆိုရင်အမားတို့ဒီ international ဘက်အချမ်းမှာဆိုရင်ပေါ့နော်ဒီ bad market မှာဆိုရင်သူကဘာသာပြန်ကိုခုနကပြောသလိုအရှိအမပြောခဲ့သလို generalist အနေနဲ့မရှိဘူးအားလုံးက specialist translator အနေနဲ့လုပ်ကြတယ်အမားတို့ local ထဲမှာကြာရင်အားလုံးကဘာသာပြန်တယောက်ဒီဘာလာဘာသာပြန်မယ်ဘာသာပြန်တတ်တယ်ဆိုတာအဲ့ဒါဒီ generalist ကွာဒီဘက်မှာကြာရင်သူကကြတော့ဥပမာအမားတို့ဒီ technical translator ဖြစ်တဲ့ UI UX ကိုအဓိကထားပြီးဘာသာပြန်တယ်အဲ့လိုပုံစံမျိုးပေါ့နော်သူကနေသူရှိရဲ့အဲ့လိုပဲ legal translator ဆိုပြီးရှိတယ် life science translator ဆိုပြီးရှိတယ်သူ့ရဲ့ဒီ specialization area ရပေါ့နော် position တွေကကွဲသွားတယ်ပေါ့နော်အဲ့ဒီမှာတခြားဟာတွေမှာဆိုရင်တော့ဥပမာ life science legal ဒါ specialist level ရောက်သွားပြီအဲ့ထပ်ပို့ပြီးတော့မရှိတော့ဒါပေမဲ့အမားတို့ဒီ localization ဘိုင်းပေါ့နော် technical ဘိုင်းမှာကြတော့ဘာထက်ရှိသေးလဲဆိုရင်အမားတို့ကဘာသာပြန်လုပ်တယ်ဆိုတဲ့နေရာမှာအဲ့ဒီမှာအမားတို့လုပ်ရတဲ့အလုပ်ဒီပုံမှန်အားဖြင့်အမားတို့ဘာသာပြန်တယောက်ဒီဘာတွေလုပ်ရလဲဘာသာပြန်တယ်လို့ပဲတော်တော်များများထင်တယ်ပါဟုတ်တယ်ဘာသာပြန်ရတယ်အမားတို့သူများစာဘာသာပြန်ထားတဲ့ဟာအမားတို့ပြန်ဆက်ရ review လုပ်ရတယ်အဲ့လိုပဲပြီးသွားတဲ့အခါမှာအမားတို့က localization မဟုတ်ဘူးတခြားဒီ printing ဘိုင်းနဲ့ပတ်သက်တာဆိုရင်အမားတို့ဒီ proofreading ဆိုတဲ့ဟာတွေလာမယ်ပေါ့နော်ဒီဥစ္စာကိုဒီ post DDP check တို့ပါတော့အဲ့လိုမျိုးကြီးအများကြီးရှိတယ်ပြီးသွားရင်သူများရဲ့ဒီ language quality ကိုအမားတို့ evaluate လုပ်ရတာရှိတယ်ဒီမှာဒါဒီပုံမှန်အားဖြင့်ပေါ့နော်ရှိတာ localization ဘိုင်းမှာကြာတော့အမားတို့က linguistic testing ဆိုပြီးတော့ထပ်ရှိတယ်ပေါ့နော်အဲ့ဒါကိုတစ်ခါလေးကြာအမားတို့က linguistic tester လို့ခေါ်တယ်အဲ့ testing မှာ functional tester ရှိတယ် linguistic tester ရှိတယ်ပေါ့နော်ဒီ functional ဘိုင်းကျတော့ developer တွေပါလောက်တာပေါ့နော်ဒါကတော့အမားတို့နဲ့မဆိုင်ဘူးအမားတို့ဒီ language ဘိုင်းကို test လုပ်ရတယ်အမားတို့ကဒီ application တစ်ခုကိုပဲထုတ်ဒါမှမဟုတ်ဘူးဒီ mobile device ပေါ့နော် device တစ်ခုကိုပဲထုတ်အဲ့ဒီဟာအတွက် client စီကိုဒီ product ပေါ့နော်ဟိုစာ publish မလုပ်ခင်မှာအမတို့ဒီပေါ်မှာပေါ်တဲ့စာတွေဒီမှန်လားမမှန်လားစစ်ရတယ်ဒါတွေ report လုပ်ရတယ်ဒီ error တွေကိုပြင်ရတယ်ကွာပြင်ပြီးတော့မှအမတို့ကပို့ရတာမျိုးအဲ့တော့အဲ့ဒီ position တစ်ခုထပ်တိုးရတယ်အဲ့တော့အဲ့ဒါတွေအားလုံးကျွမ်းကျင်ပိုင်နိုင်နေပြီဆိုရင်သူ့ရဲ့ position ကိုအမတို့ကဘယ်လိုခေါ်လဲဆိုရင်တယောက်ထဲနဲ့အကုန် handle လုပ်နိုင်တယ်ဘန်ဒါတွေကိုလည်းပဲဟိုသူ train နိုင်တယ်ဘန်ဒါရဲ့ quality တွေကိုလည်းပဲအမတို့ကဒီဘယ်လိုပြောရမလဲ evaluate လုပ်နိုင်မယ်ဟိုဒီလုပ်ငန်း process တစ်ခုလုံးအစအဆုံးကျွမ်းကျင်လုပ်နိုင်တဲ့ level ရောက်သွားပြီဆိုရင်ဒါဒီသူဒီ language service specialist ဖြစ်သွားပြီ language service ထဲမှာအများကြီးပါတယ် translation ဆိုရင် translation specialist ဆိုရင် translation only ပဲကွာ language service ကြတော့ခုနကပြောတယ်အများကြီးပါတယ်နောက်ဆက်တွဲတွေပေါ့အဲ့ဒီဟာမှာအမတို့ကဘယ်လိုထပ်ပြောရမလဲဒီ
language နဲ့ဆက်နွယ်နေတဲ့ဟာမျိုးပေါ့နော်အဲ့ဒီဟာတွေ service အားလုံးပေးတာမျိုးပေါ့အဲ့ဒီဟာမျိုးကိုအမတို့ apposition ဒီအမြင့်ဆုံးလို့မျိုးဖြစ်သွားတယ်ဒီထက်ပိုပြီးဘာမှမရှိတော့အဲ့တော့အဲ့ဒီကနေမှအမတို့ကထပ်သွားခြင်းလဲဆိုရင်ထပ်သွားဖို့ကိုကထပ်လေးလာမယ်ဆိုရင်ဒီ localization engineering ဘိုင်းမှာကိုအောင်တရားပြောသွားဆိုအဲ့ဒီဟာဘိုင်းနေလားပြီးတော့ရင်ဒါမှမဟုတ်ဆိုရင်ကိုကဟိုစာ product manager လောက်မလား project manager လောက်မလားအဲ့လိုမျိုးတွက်ဖက်လောက်မှာပဲရတော့မယ်ပေါ့နော်နောက်ဆုံးမလုပ်ချင်တော့ကိုလိတ်လာရတာအရင်ပင်ပန်းနေပြီမလုပ်ချင်တော့ဘူးဆိုရင်အမလိုမျိုးပဲအလုပ်ကထွက်ကုမ္ပဏီထားတာအဲ့ဆိုတတိဖြစ်သွားပြီအဲ့ကိစ္စဆုံးသွားပြီအဲ့လိုမျိုးပေါ့နော်အမှန်တကယ်တော့အမရဲ့ goal ဒီဟိုအမရဲ့ goal ကိုမေးမယ်ဆိုရင်အမအရင်ကအလုပ်လုပ်တော့ဆိုရင်အမလက်ထဲကထွက်သွားတဲ့ product က client လက်ထဲ client မဟုတ်ဘူးနော်end user လက်ထဲမှာသူတို့သုံးလို့အရင်အဆင်ပြေတယ်ဒီဟာကိုသူတို့နားလဲအမတို့ဒီမြန်မာလိုဘာသာပြန်တဲ့အခါမှာမြန်မာမှာအမရဲ့ဒုတိယအလုပ်မှာပေါ့နော်အဲ့ဒီခံစားချက်ကိုမှရခဲ့ရသူတို့ဒီတောင်သူလယ်သမားတွေအတွက်အမတို့က app တစ်ခုကိုထုတ်ပေးရတယ်ထုတ်ပေးရတော့တောင်သူလယ်သမားဆိုတာကလယ်ထဲမှာပေါ့နော်ပညာရေးကသူတို့ရဲ့ level ဒီဟိုဘယ်လိုပြောရမလဲမတူဘူးပေါ့နော်တယောက်နဲ့တယောက်မတူဘူးအဲ့တော့ကို app ကိုတုံးလိုက်တာသူတို့အတွက်ဒီမြန်မာလိုဖတ်ရတာတုံးရတာအရင်နားလေတယ်ဆိုရင်အမားတို့ကအဲ့ဒီလိုမျိုးပြန်ပြီးတော့ feedback ရရင်ကွာအရင်ပျော်တယ်ပေါ့နော်အငယ်သေးရလဲပါမှာပေါ့အဲ့တော့အမ localization line ကိုရောက်သွားတာအဲ့ဒါကြောင့်ရောက်သွားတာပေါ့နော်အဲ့ဒီကနေအခြေခံပြီးရောက်သွားအဲ့တော့နောက်ပိုင်း app တွေလည်းပဲအတိုင်းပဲကိုယ့်ရဲ့စီမှာပုံမှန်အားဖြင့်အဲ့တော့အမားတို့အများဆုံးတွေ့ရတဲ့ပြဿနာဒီအမနောက်အလုပ်တစ်ခုကြောင်းတဲ့အခါမှာပေါင်ပြဿနာမြန်မာစာပေါ့နော်ဇော်ကြီးနဲ့ယူနီကုန်းနဲ့မမှန်တာလူတွေဖတ်ရအဆင်မပြေတာတို့ပါတော့ပေါ့နော်အဲ့ဒီဟာတွေကိုကိုက fix လုပ်ပေးနိုင်တာမျိုးကိုစီမှာမပါကိုရဲ့ product မှာမပါသွားတာမျိုးပေါ့နော် error မရှိဘဲနဲ့ထွက်သွားတာမျိုးဆိုရင်အဲ့လိုမျိုးတွေအရင်ပြောအဲ့တော့အမရဲ့ goal ဒီအမလောက်လိုက်တဲ့ဘယ် project မဆိုဘယ် product မဆိုဟို end user စီရောက်သွားတဲ့အခါမှာသူတို့အဆင်ပြေချောမွေ့နဲ့သုံးနိုင်ဖို့ပဲကွာအဲ့တော့အမကအမြဲတမ်းအမစီလာတဲ့ product ဒီဒါမှမဟုတ် project ဒီအမဟာလိုမျိုးအမ ownership သဘောမျိုးပေါ့နော်ကိုသဘောထားခံပြီးအမအလုပ်လုပ်တယ်တကယ်လို့အမကအဲ့လိုသဘောထားတယ်ထားပြီးတော့သူတို့စီမှာမြင်နေရတယ်ပေါ့နော်ဖြစ်နိုင်ခြေရှိတဲ့ပြဿနာကြီးပြောတဲ့အခါမှာတခါလေကြာရင်အမတို့က linguistic tester အနေနဲ့လောက်ပါတယ်အမတို့က language ပိုင်းညာဒီအကြီးကမှားနေတယ်ဒီပုံစံအတိုင်းသွားလို့မရဘူးအမတို့ကဘလောက်ပဲအကြံပေးဟိုဘက်ရောက်တဲ့ခါကျရင်ပြင်ရတာ developer တွေကပြင်ရတာသူတို့ကမပြင်ချင်ဘူးကွာဒါမှမဟုတ်ဆိုရင် client ကနေမှ budget ထပ်ကုန်ပါဆိုလို့မပြင်ချင်ဘူးဒါလေးကိုလွှတ်ပေးလိုက်လို့မရဘူးလားပေါ့နော်အဲ့လိုဟာမျိုးဆိုအမအရန်အသေးရတယ်ဘာလို့လဲပြင်မော့နော်ဘာလို့လဲသူတို့ payment ပေး client စီကိုဟိုစား end user စီကိုအကောင်းဆုံးပေးပေါ့နော်အဲ့လိုဟာမျိုးဆိုရင်အဲ့လိုမျိုးအရန်ကစီးနေတဲ့ client မျိုးနဲ့တွေ့လာရင်အမ app project ကိုဆက်မလုပ်တော့အမအရန်ခံစားရငါလုပ်ပေးလိုက်တာငါဘလောက်ကောင်းအောင်လုပ်ပေးလိုက်နောက်ဆုံးရောက်ရင်သူတို့ကကစီးနေပြီးတော့ချစ်ကုတ်ပြီးတော့ဒီတိုင်းရောက်သွားမှာပဲဆိုပြီးတော့အဲ့တော့နောက်ပိုင်းမှာအမဘာဖြစ်လာလဲဆိုရင်နည်းနည်းချေမိုးလာတယ်ပေါ့နော်အဲ့လို client နေဆိုရင်အမအလုံးမလုပ်ပေးတော့ဘူးအမကိုအဲ့လိုလွတ်လပ်ရတယ်ကြိုက်တဲ့လောက်လို့ဟိုသူတို့ခွင့်ပြုပေးတယ်ဆိုရင်အမအဲ့လို project မျိုးကိုလုပ်ရတာအမအရင်ပြောတယ်အဲ့တော့အမရဲ့ goal ဒီအဲ့လို project မျိုးတွေလုပ်ရဖို့ပဲပြီးတော့အခုနောက်ပိုင်းအမကိုပိုင်လောက်စလုပ်ပြတဲ့ရည်ရွယ်ချက်ကကြတော့အမမှာခုနကပြောသလိုပဲအမမှာ career path ဂိတ်ဆုံးသွားပြီပြီးတော့နောက်တစ်ခုကပါလဲဆိုရင်အမတို့ကခုနကပြောသလို freelance လုပ်နေရပဲထားပါတော့တယောက်တည်းလုပ်နေတဲ့လူတွေကအရင်များလာတဲ့ခါကျတော့အားလုံးကတခါတလေကြာရင်တင်းမောစိတ်တဲ့အရင်နေလာတယ်တယောက်နဲ့တယောက်ဟို project ရရေးရပို့ပြီးတော့ပေါ့နော်ဦးစားပေးဖြစ်လာတဲ့အခါမှာမလိုလားအပ်တဲ့ပြဿနာရှိလာတယ်ပေါ့နော်တခါလေကြာရင်ကြတော့ဒါကြတော့အမတို့ကဘာဟိုဘယ်လိုပြောရမလဲအမအနေနဲ့ပြောမယ်ဆို blame လို့ဖြစ်မလားမပြောတတ်ဘူးပေါ့နော်ဟိုဘယ်လိုဖြစ်လာလဲဆိုရင်တချို့တွေကဒီနယ်ပယ်တဲ့ကွာအလုပ်ကိုင်ပြင်မှာအလုပ်ကိုင်ရှာပါတယ်ကွာတခြားအလုပ်ဘာလုပ်ရမယ်မသိဘာသာပြန်လုပ်ကအလွယ်တော့ငါအင်္ဂလိပ်စာရမြန်မာစာရဘာသာပြန်ဝင်လုပ်မယ်ဆိုရင်ကန်ကောင်းပြီးတော့အလုပ်လေးတစ်ခုနှစ်ခုရသွားရတာနေဘာသာပြန်ဖြစ်လာတဲ့လူတွေရှိတယ်အမတို့ကြတော့ဝါသနာပိုင်ငါဒီလုံးနဲ့ပဲအသက်မွေးကျင်တယ်တခြားအလုပ်မလုပ်ချင်ဘူးဆိုတဲ့သူမျိုးပေါ့အဲ့လိုလူမျိုးတွေနဲ့တွေ့တဲ့ခါကျရင်အမတို့ကဟိုဘာပြဿနာတက်လဲဆိုတော့သူတို့ဒီဟိုတချို့တွေဒီဘာသာပြန်တာအပြင်သူတို့ကျန်တဲ့ဟာထပ်ပြီးတော့မသိတော့ဥပမာဒီထဲမှာရှိနေတဲ့တချို့အတူကောက် terms တွေကိုတော့သူတို့မသိတာမျိုးရှိတယ်အမတို့ service တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့လိုလူမျိုးတွေနဲ့အလုပ်တွဲလုပ်ရတဲ့ခါမှာတစ်ခါကျရင်ခေါင်းကိုက်ရတယ်သူတို့ရှင်းပြရပြန်ပြီး educate လုပ်ရတယ်ကွာအဲ့တော့ခေါင်းကိုက်ရအဲ့တော့အမရဲ့အဓိကနောက်ပိုင်းဖြစ်လာတဲ့ပြဿနာငါဒီလိုလူတွေနဲ့ငါတွဲမလုပ်ချင်ဘူးပေါ့တွဲမလုပ်ချင်ဘူးအဲ့တော့ငါအလုပ်တွဲလုပ်ချင်တဲ့ဒီ environment ကိုငါပြောင်းလဲချင်တယ်ဒါပေမဲ့အမလူတိုင်းကိုသွားပြီးတော့ educate သွားလုပ်နေလို့မရအောင်အမဝိုင်းလုပ်လို့အမသေသွားမှသိတယ်မှာအဲ့တော့အမအလုပ်အမဒီကိုပိုင်လောက်စလုပ်ပြတဲ့အခါမှာအဲ့လိုမျိုးပဲပေါ့နော်ကိုနဲ့ဟ
တကယ်ဝါသနာပါတဲ့လူတွေကိုပဲအမခံတယ်အဲ့လူတွေကိုပဲတကယ် train ပြီးတယ်သူတို့အမစီမှာ in house ပဲလုပ်လို့ freelancer ပဲလုပ်လို့သူတို့ကွာဒီထွက်သွားပြီဆိုလည်းပဲသူတို့ဘယ်မှာအလုပ်ရှာအမပူသူတို့ဒီအမရဲ့ competitor ဖြစ်လာအောင်တော့ကွာအမခေါင်းမစားရအောင်သူတို့ကအလုပ်ဘယ်လိုလုပ်ရမလဲဆိုတာသိရတဲ့အတွက်ကြောင့်မလို့သူတို့စီကလာတဲ့သူတို့ ਨੇ ဘယ်လိုပြောရမလဲပြိုင်ပြီးတွဲလုပ်ရမယ်ဆိုရင်တော့ကွာစိတ်မညစ်ရအောင်ပေါ့နော်အဲ့တော့အမရဲ့ goal ဒီအမရဲ့ဒီ industry တန့်ရှင်းဖို့ပဲပေါ့နော်အခုလောလောဆယ်ရတော့နောက်ထပ်မိကုန်းကကြတော့ပေါ့နော်ဒီ freelancer ကြတော့ကွာအဲ့လိုမျိုးလုပ်ရတဲ့အလုပ်ကဒီရုံး in house နဲ့မတူဘဲနဲ့ပေါ့နော်နည်းနည်းပို့ပြီးတော့လွတ်လပ်ရှိတယ်ပေါ့ဒါပေမဲ့လွတ်လပ်ရှိရတဲ့အတူတစ်ဖက်မှာရှိလာလဲဆိုတော့လစ်ဟာတာလေးဘာလေးရှိနိုင်တယ်ပေါ့နော်လုပ်နေတဲ့လူတွေအတွက်အဲ့တော့ဒါပေfreelancer တွေအနေနဲ့အဲ့လိုမျိုးကိုလုပ်တဲ့အလုပ်ပုံမှာဘယ်လို commitment တွေရှိတယ်လဲပေါ့ဟုတ်ဒါလေးဆက်ပြီးချင်းအဲ့ဒါပတ်သက်ပြီးဆိုရင်ခုနမငင်းပြောရဲဆိုပါတော့ဒီဘာသာပြန်အပြောလုံးမလားဒီလုံးမလားfreelancer ဆိုတဲ့အတိတ်ပဲရတော့လည်းမျိုးပေါ့နော်ဒီတုံတိုင်တချို့ဆိုရင်အပြောလောက်ကြတဲ့သူလည်းရှိရပေါ့နော်နည်းနည်း serious ထားပြီးလုပ်တဲ့သူရှိတယ်လူတွေရဲ့စိတ်နေစိတ်ထားပုံမှာဆိုင်နေဆိုပြီးမြဲတကယ်လို့ဒီကိုကဘာသာပြန် freelance linguist တယောက်အနေနဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့တငယ်ချင်းတွေရှားတယ်မှာပြောနေကြစကားရှိရပေါ့နော်ဒီအချိန်ကတည်းကလည်းဒီအလုပ်တွဲလုပ်နေကြတဲ့တငယ်ချင်းတွေရှားတယ်ဆိုတော့ you are your last line of defense ဆိုတဲ့ဥစ္စာမျိုးပေါ့ကိုကထွက်သွားတဲ့ quality ကကိုနာမည်နဲ့ထွက်မှာပဲဘယ်သူနာမည်နဲ့မှထွက်မှာမဟုတ်အဲ့တော့ကိုထွက်လိုက်တဲ့ quality ကပဲကိုရဲ့ reset ပဲဘယ်သူကပဲဘယ်လောက်ထိပဲပြောမင်း quality ကမကောင်းဘူးဆိုရင်အဲ့ဒါကိုတိုင်းက commitment မရှိရပါတော့နောက်တစ်ခုကကိုလုပ်လိုက်တဲ့ product ပေါ်မှာတစ်ခါတလေဆိုရင်ကိုနဲ့မရှင်းနေတဲ့ project တွေပါတွေကိုလုပ်ရမျိုးအကြောင်းလုပ်ရမျိုးလည်းရှိတိုင်းအဲ့ခါရောက်ပြီဆိုရင်ဒီ project ပေါ်မှာ commit မဖြစ်တဲ့သူနဲ့မဖြစ်တဲ့သူနဲ့အရန်กว่าlanguage ဘိုင်းရတော့ကျွန်တော်တို့တစ်ချိန်မှာတော့ကျွန်တော်တို့ရဲ့ဒီ ability တွေရဲ့ဒီကျွန်တော်တို့လုံနိုင်တာတွေရဲ့ပြီးတော့အများတန်းကြုံရမှာပေါ့နော်ငါဒါကြီးဆိုရင်တော့ငါပြန်နိုင်ပါမလားဆိုကို question လုပ်ရတဲ့ဥစ္စာတွေအများတန်းကြုံရမယ်လို့ကျွန်တော်ရှင်းအဲ့ချိန်ရောက်ပြီဆိုရင်ဘယ်နေရာမှာအဓိကအားသာသွားလဲဆို commitment ရှိတဲ့လူကငါတော့ဒါကိုငါလက်ထဲကနေထွက်တဲ့ဥစ္စာငါရဲ့ quality နဲ့အကောင်းဆုံးဖြစ်စေရမယ်ဆိုလို့ commitment ထားတဲ့သူကခုနပြောတဲ့ research လည်းကောင်းကောင်းလုပ်မယ်ကိုတကယ်လို့ language ပိုင်းက challenge ဖြစ်တယ်ဆိုရင်တော့ဒါဟုတ်ဆိုရင်ငါဘယ်လိုနားလဲတယ်လဲအကောင်းဆုံးဖြစ်အောင်ငါဘယ်လိုဘာသာပြန်ပေးလို့ရမလဲဆိုတော့freelance တယောက်ချင်းစီမှာတော့အဲ့စိတ်ထားတော့ရှိတဲ့တယ်လို့ကျွန်တော်တို့ထင်တာ။ဘာကြောင့်မို့လဲဆိုကျွန်တော်တို့က language service ကိုဒီပေးနေရတဲ့သူတွေဖြစ်တဲ့အတွက်ဘယ်သူကဖတ်မှာလဲဒီ language ကိုနားလည်တဲ့သူတွေကဖတ်မှာဒါပေမဲ့ဖတ်တဲ့သူတွေကမှနားမလည်တဲ့ quality ကိုထုတ်ပေးလိုက်ရင်ကျွန်တော်တို့ကဒီအလုပ်ကြီးကိုဘာလို့လုပ်နေတော့မလဲဆိုတဲ့ question ကိုပြန်မေးရမှာပေါ့နော်အဓိကကတော့ freelancer တွေကိုယ်တိုင်လည်းကြုံရပါတယ်အဲ့လိုမျိုးကြုံလာပြီဆိုရင်တချို့ခုနပြောတဲ့ common sense မရှိတာလားစေတနာမပါလားဆိုတဲ့ဥစ္စာမျိုးကcommon sense ဘာကြောင့်မို့အရေးကြီးလဲဆိုတဲ့ဥစ္စာလည်းဒီနေရာမှာပြန်ပြီးအကျုံးဝင်သွားပါတော့ဒီ common sense ရှိရတဲ့နဲ့ဒါကတော့သူ့ရဲ့ဒီသူအကောင်းဆုံးဖြစ်မယ်လို့ထင်လိုက်ပြီးလုပ်လိုက်ပြီးမကောင်းသွားဆိုနောက်ကစစ်ရတဲ့သူကဒါဆိုနားလဲပြီးလို့ရတယ်ဘယ်လောက်ဒီအမှားကြီးနေဗျအဲ့လိုမျိုးခံစားရတယ်တကယ်လို့ဒါကတော့စေတနာမပါဘူးလုပ်လာပြီဆိုတော့နောက်ကလူကလည်းကိုနောက်မှာဆက်ပြီးမှာပေါ့နော်အဲ့ဒါတော့နောက်ဆုံး end user အထိသွားတယ်ဥစ္စာပါပဲအဲ့လိုမျိုးဆိုတော့ဒီဘယ်လောက်ထိပြင်ပေးဒီ quality ကမကောင်းလာတော့ဘူးဆိုတဲ့ခံစားချက်မျိုးရသွားရင်တော့freelance linguist တယောက်အနေနဲ့quality ကတော့တော်တော်ထိခိုက်စေမယ်လို့ထင်တယ်အဲ့ဒီတော့ကျွန်တော်ခဏပြောတဲ့ commitment ရှိဖို့လိုမယ်ဒီကိုယ့်ရဲ့ quality ကခဏပြောတဲ့ကိုယ့်ရဲ့နာမည်ပဲပေါ့နော်ဒီကိုနောက်ဆုံးထုတ်ပေးလိုက်တဲ့ quality ကဘယ်တော့နေအဲ့လိုမျိုး consistent ဖြစ်တဲ့လို့ကျွန်တော်ထင်ဟုတ်ပါတယ်အမလည်းထောက်ခံပါတယ်အဲ့ဒီဟာကနောက်တစ်ခုပါပေါ့နော်ဒီကိုယ့်ရဲ့ commitment ကအဲ့လိုမျိုးအဲ့ user အတွက်အရေးကြီးတယ်လို့ကိုယ့်အတွက်လည်းအရင်အရေးကြီးတယ်ပါဥပမာ quality ကိုလုံးဝအသားပေးတဲ့ company တွေဆိုရင်တချို့တွေဆိုရင်ဘာထင်လဲဆိုရင် quality ကိုအမကြုံခဲ့ဘူးတာပေါ့နော်ဒီ level ထဲမှာတချို့ project အမတို့ရတဲ့ project တွေဒီတော်တော်များများ project manager တွေစီရလားတချို့ project manager တွေကြတော့သူတို့က service ဝယ်သုံးရတာ language service ကိုဝယ်သုံးရတာဒါပေမဲ့သူတို့ဝယ်သုံးနေတဲ့ service ကဘယ်လိုလဲဆိုတာကိုသူတို့နားမလည်တာမျိုးရှိတယ်ဥပမာဘာသာပြန်တယောက်ကဈေးကြီးတောင်းတိုင်း quality ကောင်းချင်မှာကောင်းတာပေါ့နော်အဲ့လိုပဲဈေးနဲ့တိုင်းလဲ quality စိုးချင်မှာဆိုတာမျိုးပေါ့နော်
ဈေးနဲ့သွားပြီးတော့ညှိလို့မရအောင်ဒီလူတယောက်ဒီ process အစအဆုံးဘလို့အလုံးလုပ်ပေးတယ်ဒီဟာကိုဘယ်လောက်ထိဒီ quality ကိုသူ့ဘက်ကဘယ်လောက်အာမခံနိုင်လဲတခါတလေမှာလူတိုင်းကအများနဲ့တော်မနေဘူးမှားတတ်တာပဲပေါ့နော်ဘာသာပြန်လဲမှားတတ်တာမှားသွားတယ်ဆိုတော့မှသူ့ရဲ့အမှားကိုသူဘယ်လောက်အမြန်အဖတ်ဆင်နိုင်မလဲပေါ့နော်အဲ့လိုဟာမျိုးတွေအာမခံချက်ပေးနိုင်တဲ့ဘာသာပြန်ကိုသူတို့ကရွေးတင်တာပေါ့နော်အဲ့တော့တခါတလေသူတို့ကချီချော်လက်ချော်နဲ့ဘန်တာမှားယွင်းမိသွားတဲ့ခါကျရင်ဘာသာပြန်မှားယွင်းမိသွားတဲ့ခါကျရင်ဘာဖြစ်နိုင်လဲဆိုရင်ကိုကလည်းပဲအလုပ်ရရင်ပြီးရောသူပေးလိုက်တဲ့ဟာကိုမနိုင်ဝင်ထမ်းပြီးလုပ်ပေးလိုက်တယ်အဲ့တော့နောက်ဆက်တွဲဒီသူ့ quality ကညံ့နေရဆိုတဲ့ဟာတနည်းရမှာသွားပေါ်မဲ့အခါကျရင်သူ့အနေနဲ့ဒီ project manager ဒီကိုစီနောက်တစ်ခါပြန်လာတော့မှမဟုတ်ဘူးဘာလို့လဲဆိုတော့ तू ကလည်းပဲဒီ quality ကို तू ထုတ်လိုက်မိတဲ့အတွက်ကြောင့်မို့ तू က internet မှာအထောက်ခံရပြီးသွားပြီအဲ့တော့အဓိကend user လက်ထဲကိုမကောင်းတဲ့ quality ရောက်သွားတော့ပဲကိုယ့်ရဲ့ reputation ကလည်းအမှားတင်ပြတ်သွားတယ်မပြအနားလဲလားအဓိကဒီ quality ကိုဘာကြောင့်မတို့ကအဲ့လိုမျိုး end user အတွက်တည်းမဟုတ်ဘူးကိုယ့်အတွက်ပါအများကြီးသက်ဆိုင်တယ်အဲ့ဆိုရင်တခါကြောက်ဦးလိုမျိုးကိုရှိရောက်လာတဲ့ project ဖြစ်ဖြစ်အလုပ်တစ်ခုဖြစ်ဖြစ်ပေါ့လေကိုမှပြတ်ကောင်းကောင်းမွန်မွန်ပေါ့အဲ့အမားတို့ပြောလို့ end user ကိုကောင်းကောင်းမွန်မွန် quality အကောင်းဆုံးနဲ့ပြီးနိုင်မယ်လို့ယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်ညင်းတင်တာတွေညင်းပြလိုက်ရအောင်အဲ့လိုမျိုးရှိပါဟုတ်ညင်းတင်တယ်ပေါ့ကိုမနိုင်တဲ့ဟာကိုမလုပ်တင်ဘူးပေါ့နော်တော်တော်များများက freelancer ဘဝမှာဘာတွေ့ရလဲဆိုရင် freelancer ကသူက project လာတော့မယ်အလုပ်လုပ်ရတာကွာပုံမှန်အားဖြင့်သူ့မှာ stable income ရှိမနေဘူးအဲ့တော့ဝင်လာတဲ့အချိန်မှာမိုးရွာတော့ရေခံဆိုပြီးတော့ရအလုပ်ကိုဆွဲလုပ်တာမျိုးရှိရပေါ့နော်အဲ့လိုနေရာမှာဆိုရင်ကိုမကျွမ်းကျင်မပိုင်နိုင်တဲ့ဟာကိုညင်းတင်ညင်းပေါ့နော်အကျိုးအကြောင်းပြောပြပြီးညင်းလိုက်အဲ့လိုညင်းလိုက်လို့အဲ့မှာ project အတွက်ပတ်စံမရလိုက်ဘူးဆိုပြီးမြဲအနည်းဆုံးတော့ကိုယ်နာမည်မထိခိုက်ဘူးကိုကမနိုင်ဝင်ထမ်းပြီးတော့လုပ်လိုက်တယ်အလုပ်လုပ်တာကြာသွားတယ် deadline ကလည်းနောက်ကျသေးတယ် quality ကလည်းညက်စိုးနေသေးတယ်ဆိုရင်ဒီမှာကပြီးသွားပြီကွာနောက်တစ်ခါထပ်ပြီးတော့ဒီ client နဲ့ကိုအဆက်ဆံအောင်ရှိချင်မှရှိတော့မှာမျိုးပေါ့နော်အဲ့တော့အဲ့ဒါလေးကကိုအတွက်ပါအရင်ကြီးကြည့်တယ်လုပ်ပေးမဲ့လုပ်ပြီးတော့အကောင်းဆုံးပဲလုပ်ပေးလိုက်တော့နော်ကိုနိုင်တဲ့ဟာကိုပဲလုပ်ပေးအဲ့ဆိုရင်နောက်ထပ်မေးခွန်းတစ်ခုပေါ့နော်မြန်မာမှာဒါမှမဟုတ်international မှာပေါ့လေဘယ် industry တွေက translator demand ပိုများတယ်demand များတဲ့ FINA ကိုပဲလိုက်တင်တာလားဒါမှမဟုတ်ကိုကျွမ်းကျင်တဲ့ FINA ပဲနေတင်တာလားအဲ့ဆိုရင်အဲ့ဒါကျတော့demand များတဲ့ဥစ္စာခဏလေးနောက်မှာဖြစ်ပြီနော်သူကဘာလဲဆိုရင်ကျွန်တော်တို့အလုပ်လုပ်တယ်ပေါ့နော်အလုပ်လုပ်တယ်ဆိုခဏပြောတယ်ကျွန်တော်တို့ကဒီလုပ်ကိုကြိုက်လို့လုပ်ကြတယ်ဘာအရင်ရေးကြည့်လဲဆိုကျွန်တော်အမြင်ရပေါ့နော်ဒီ fulfillment ကိုစိတ်ကြည်နေမှုကပိုရေးကြည့်ရတယ်ဒီတချို့အရာတွေရောက်ပြီဆိုရင်ဒီအလုပ်ကငါလုပ်နေရပြီမဲ့ဘူကြီးနဲ့လုပ်နေရဆိုထွက်လာတဲ့ quality ကလည်းဘူနေတဲ့ quality ပဲထွက်လာအောင်ပေါ့နော်အဲ့ဒီတော့ကျတော့ဒီအလုပ်လုပ်ရပြီဆိုအများသောအဖြစ်ဒီကိုဘယ်အရာတွေကိုလုပ်ရပြုတ်လဲပေါ့အဲ့ဒါကိုအရင်ဆုံးသိအောင်လုပ်ရမှာပေါ့နော်ဥပမာကျွန်တော်ဆိုရင်ဒီကလေးတွေနဲ့ပတ်သက်တဲ့ဒီ education လို့ဘာလို့လုပ်ရည်ဆိုစိတ်ထဲမှာ pressure တိတ်မရှိဘူးအဲ့လိုမျိုးတခါတလေဆိုရင်ကိုမသိတဲ့အကြောင်းအရာတွေအများကြီးပါပြီမဲ့လေအဲ့လို research လုပ်ရပင်ပန်းနေဒါပေမဲ့ပျော်နေရပဲပေါ့နော်အဲ့လိုမျိုးတခုခုကိုဒါနဲ့ပတ်သက်ပြီးကိုပျော်ရတဲ့ဥစ္စာတခုကိုလည်းကို specialize ယူတင်တယ်လို့ထင်တယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့အလုပ်က stress ကအများတန်းရှိနေတယ်ဆိုတော့ကိုဒီအလုပ်လုပ်ရပြီမဲ့အလုပ် stress ရှိပြီမဲ့ just အဲ့လိုမျိုးမထည့်လာမဲ့ domain မျိုးတစ်ခုကိုတော့ရှာထားတဲ့ပေါ့နော်အနည်းဆုံးတော့ဒါကကိုယ့်ရဲ့ specialize အနေနဲ့ရွေးတင်တယ်ပြီးကြရင်ခုနပြောတဲ့ဒီဘယ် industry ကတော့international မှာဒီ popular အဖြစ်ဆုံးလဲ demand အများဆုံးလဲဆိုရင် generally ပြောမယ်ဆိုရင်တော့UI UX ရှိမယ်ပြီးကြတော့ manual ရှိမယ် catalog ရှိမယ်ဥစ္စာတွေဒီဥစ္စာတွေကတော့ကျန်တဲ့ဥစ္စာတွေထက်ဆိုင် demand ပိုများပေါ့နော်ဘာလို့လဲဆိုရင် UI UX ဆိုကျွန်တော်တို့စဉ်းစားကြည့်လိုက်ဗျာဒီကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ဖုန်းတွေဆိုရင် localize လုပ်လိုက်မြန်မာလိုသုံးလို့ရလိုက်ဒီမြန်မာခုနပြောတဲ့ဒီကျွန်တော်တို့နိုင်ငံဒီအာရှတခွင်မှာပဲစဉ်းစားကြည့်လိုက်နိုင်ငံအဲ့လိုမျိုးဒီဘာသာမဒီဘယ်လိုမျိုးပေါ့ပညာရေးအရေးချင်းရဒီ limited ဖြစ်တဲ့လူဦးရေများတဲ့အချိန်မှာကျွန်တော်တို့ကမိခင်ဘာသာစကားကိုဘာသာပြန်ပြီးနိုင်မှာဖြစ်မယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ဒီလူတွေနဲ့အနီးဆက်ဆုံးအရာတွေမှာဖြစ်လာတယ်ဆိုရင်နောက်ဆုံးကျွန်တော်တို့နဲ့အထီးတွေ့ဆုံးကဒီ user interface နဲ့ပတ်သက်တဲ့ဥစ္စာတွေပေါ့နော်အဲ့ဒါတွေရှိလာမယ်ပြီးကြရင်ဒီနောက်ပိုင်း2019တော့မဟုတ်ပါဘူး2020နောက်ပိုင်း demand တက်လာတဲ့ပုံစံမျိုးဆိုရင်သူကဒီအစိုးရရဲ့ပေါ့နော် policy တွေကြောင့်ဖြစ်လာတဲ့ demand မျိုးလေးရှိတယ်။ဘာလဲဆိုရင်
ဒီနိုင်ငံတွင်းကိုတွင်တဲ့စေဝါးတွေဒီစားတောက်ကုန်တွေမှာဒီမြန်မာလိုအသုံးဘာသာပြန်ပြီးသားပါရမယ်ဆိုအဲ့ဒါတွေတိုးလာတယ်ပေါ့နော်အဲ့ဒါမျိုးဒီနောက်ပိုင်းဆိုရင်2023နောက်ပိုင်းဆိုရင်ဘာတွေတိုးလာလဲဆိုရင်ဒီကျွန်တော်တို့ migration process တွေအများများတယ်များတော့ကြတော့ဒီ government letter တို့ဒီဥပမာ summon letter တို့ဟိုဘက်မှာဒီ access to language program တွေအရာသူတို့လုပ်ပေးတဲ့ဟိုမှာဒီ campaign letter တို့အဲ့လိုမျိုးပုံစံမျိုးတွေ demand တက်တယ်ပေါ့နော်ဒါပေမဲ့consistent ဖြစ်တဲ့လုံးဝ consistent ဖြစ်တဲ့ဒီ demand များတဲ့ဥစ္စာဘာများလဲဆို UI UX ကတော့ပုံများတယ်ဒါပေမဲ့အချိန်နဲ့အမျှအဲ့ဒါမျိုးကတော့ပြောင်းလဲသွားတဲ့ဟိုဟာတွေတော့ရှိရပါတော့ demand ကတော့ဒီ stable တော့မဖြစ်ဘူးနောက်ဆုံးပေါ့နော်ဒါကတော့ demand ဆိုရင် focus လုပ်ကြည့်ရပါတော့မှားဖို့လည်းတော်တော်ရာခိုင်နှုန်းတော့များပါလိမ့်မယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့ရဲ့ AI implication ခေါ်ဒီ AI ကကျွန်တော်တို့ရဲ့ဘာသာပြန်နေမှာ machine translation တွေဆိုအရင်ကောင်းလာတယ်ဆိုတော့ဘာလဲဆိုအရင်တော့ဆိုရင် machine translation ဆိုရင်ကြည့်ပြီးစိတ်ညစ်နေရပါဟာတို့တွေပြန်လာလဲစာတွေကလည်း break တွေဖြစ်အဲ့လိုမျိုးဒါပေမဲ့ဒီ machine translation တွေကခဏပြောတဲ့ commitment လောက်လာတဲ့မလောက်လာတဲ့ translator နဲ့ machine translation ကြားထဲမှာကွာခြားချက်တွေရှိလာ machine translation ကတစ်ခါလေးရောက်ဟာငါသူ့လောက်တောင်ဘာလို့မကောင်းရလဲဆိုကို question မေးခွန်းပြန်ထုတ်ရလောက်ထိဒီကောင်းတဲ့ machine translation တွေရှိလာပြီပေါ့နော်အဲ့လိုဆိုတော့ကြတော့ဒီအချိန်မှာတစ်ချိန်ရောက်ပြီဆိုကျွန်တော်တို့ကနောက်ကိုရောက်သွားတယ်ဖြစ်နိုင်တယ်အဲ့ချိန်ရောက်ပြီဆိုခုနပြောတဲ့ဒီ human implication ကရှိရမယ် intervention ကရှိရမယ်ဆိုတော့ကျွန်တော်တို့လူကတော့တစ်ချိန် process တစ်ခုမှာပါမှာဘာဖြစ်လို့လဲဆိုတော့ငါတို့တော့ machine တွေကိုထည့်လိုက်မယ်ကွာသူထွက်လာတဲ့ result ကြီးတိုင်းပဲပြန်လုပ်မယ်ဆိုပြီးမှလုပ်လို့မရဘူးပေါ့နော် language ရဲ့သဘောတရားအရာပြီးကြရင်မြန်မာစာရဲ့ရှုပ်ထွေးတဲ့သဘောတရားအရာဒီကျွန်တော်တို့ကပြီးကြရင်ကိုယ်တိုင်မြန်မာစာကကျွန်တော်တို့အတွက်တည်းမဟုတ်ဒီ large language model လို့ခေါ်တဲ့ဒီ AI ကို train တဲ့ model တွေမှာအတွက်ပါလုံလောက်မရှိသေးဘူးပေါ့နော်အဲ့တော့လူကကျွန်တော်တို့ကအဲ့နေရာမှာအဲ့ role တွေမှာဝင်ပြီးမှလုပ်ကင်ရပြီလည်းဖြစ်လာနိုင်တယ်အဲ့တော့ဘာ demand များလာနိုင်လဲဆိုနောက်ပိုင်းကဒီ large language model တွေမှာဒီဘယ်လိုပြောရမလဲဆိုရင်ဒီ post check ဒီလိုမျိုးပေါ့နော် machine translation post checking ဆိုဒီနောက်ပိုင်းဆိုရင်အရင်ခေတ်စားလာပေါ့အဲ့ဒီမှာဒီAI ကိုလိုက်ပြီးမှ language train ပေးတဲ့ပုံစံမျိုးတွေပုံမှန်ဘယ်လို demand ပိုများလာမယ်လို့တော့ထင်တယ်ဒါပေမဲ့လက်ရှိမှာတော့ local မှာတော့အဲ့ဒါတွေအရင်ကြီးတော့မြင်အောင်မယ်တော့မထင်ဘူးပေါ့နော်ပြီးကြတော့ဒီ language အရာလဲကျွန်တော်တို့ language ကအရင်ကြီး international scene ကြီးက develop ရမ်းဖြစ်သေးဘူးဆိုတော့ပြောရတော့ခက်သေးတယ်ပေါ့ဒါပေမဲ့ machine translation နဲ့လည်းကောင်းလာပြီဆိုတော့ကိုအရင်တော့စနေကြတခုရှိတယ် machine translation ထက်တော့ကောင်းအောင်ပါပြန်ကြအောင်ကောင်းလားဟိုချက် GPT ကနေမ blind ကျန်နေပါဆိုရင်လည်းဟုတ်တယ်သူတို့အဲ့လိုမျိုးပေါ့ large language model ကို train ထားတယ်ဆိုတာ chat GPT ကကျွန်တော်တို့နဲ့ communicate လုပ်နိုင်တဲ့အဆင့်ကိုရောက်လာပြီပေါ့နော်အပြင်အလန်သူကကျွန်တော်တို့ရဲ့ input ကိုနားလည်နေပြီကျွန်တော်တို့reasonable ဖြစ်တဲ့ input တွေပြန်output တွေပြန်ပေးနိုင်ပြီပေါ့နော်သူဖြေလိုက်တာဟာတစ်ခါလေးရောက်ပြီဆိုရင်စကားပြောဖို့အဖို့ရသွားပြီဆိုအဲ့ချိန်မှာ translator တွေက error ဘာမှမလုပ်နိုင်တော့ဆိုပြဿနာရှိလာပြီပေါ့